အဲဒီလေးကိုဒီကံမီလေးနဲ့ထိုးပြီးတော့အတုအစစ်ခွဲရတဲ့နည်းလေးကိုဒီနေ့ညဝင်ကြပါလေဒီရင်လိုက်ကလေးတွေကိုဒီကံမီလေးနဲ့ထိုးကြည့်မယ်အတုဆိုရင်ဘယ်လိုပုံမလဲအစစ်ဆိုရင်ဘယ်လိုပုံမလဲဒီထဲမှာမြုပ်ထားတဲ့ဟွာလေးရှိရပေါ့နော်ဒါလေးကိုကျွန်တော်လက်တွေ့ဟောပေါ့နော်ကံမီလေးနဲ့ထိုးကြည့်အောင်အတုဆိုရင်ဘာပုံမလဲပေါ့နော်အစစ်ဆိုရင်ဘာပုံမလဲပေါ့အဲ့တော့ဒါလေးကရင်လိုက်လေးတစ်ခုပါဒါလေးကိုကျွန်တော်ဓာမီလေးနဲ့ထိုးကြည့်မယ်ဘာတွေပေါ်မလဲပေါ့နော်ထိုးကြည့်မယ်ဒီမှာကြည့်ထိုးလိုက်ပြီဘာပုံမလဲဘာပုံမလဲလောလောဆယ်တော့ဘာမှတိတ်မတွေ့ဘူးဒီမှာရေးရေးလေးပေါ့နော်ကျွန်တော်တို့တစ်စိတ်ကလေးရေးရေးလေးတွေ့ပါတယ်ဒီအောက်မှာတော့ဘာမှတိတ်ပြီးတော့မရှိပါဘူးဟုတ်ပြီဒါဆိုရင်နောက်တစ်ခုထိုးကြည့်အောင်ဒါနောက်တစ်ခုပေါ့နော်နောက်တစ်ခုထိုးကြည့်မယ်ဒီမှာလည်းဒီမှာတစ်စိတ်ကလေးရေးရေးလေးတစ်ခုပဲတွေ့ပါတယ်ကျန်တာတော့ဘာမှမတွေ့ဘူးပေါ့နော်ဒီမှာစာသားလေးနည်းနည်းလေးရေးရေးလေးတွေ့တယ်တိတ်တော့မထင်ရှားပါဘူးဒီမှာစာသားလေးတွေရေးရေးလေးတွေ့ပါခင်ဗျစာသားရေးရေးလေးတွေ့ပါတယ်ကျန်တာတော့သိပြီးတော့မရှိပါဘူးဟုတ်ပြီဒါဆိုနောက်တစ်ခုထိုးကြည့်အောင်ဒီဟာကျတော့မတူပါဘူးဗျာဒါကျတော့လုံးဝထင်ထင်ရှားရှားဒီမှာတွေ့ပါတယ်တစ်စိတ်ကလေးကာကျနာတစ်စိတ်ကလေးဟုတ်ပြီဒီဘက်မှာရောဒီမှာလည်းကာကျနာတစ်စိတ်ကလေးပါဒီမှာလည်းကာကျနာတစ်စိတ်ကလေးတွေ့ပါတယ်ဟောအပေါ်မှာလည်းကာကျနာတစ်စိတ်ပါဒီမှာစာသားလေးတွေပါတယ်ဗျအောက်မှာလည်းတေချာကြည့်ပါစာသားလေးတွေပါပါတယ်ဒီမှာပါတော့ RTA စာသားလေးတွေပါပါတယ်အဲ့ဒီတော့ကျွန်တော်ပြောချင်တာကဒီလိုမျိုးဓာမီလေးတွေနဲ့ထိုးကြည့်လိုက်လို့ဘာမှမပေါ်ဘူးမတွေ့ဘူးဆိုလို့ရှိရင်တော့ဟုတ်ပြီဒါဆိုရင်မှားနေပြီတခုခုတော့လွဲနေပြီဒါမျိုးသိရပါမယ်အဲဒီမှာဘာတခုတော့မှားနေပြီဒီလိုထိုးကြည့်တဲ့အခါမှာလုံးဝအဲ့လိုမျိုးပေါ့နော်ထင်ထင်ရှားရှားတွေပါလို့ရှိရင်တော့ရာခိုင်နှုန်းတော်တော်များများမှန်တယ်ဒါဆိုရင်တော့မှန်ပါတယ်ပေါ့နော်အဲ့လိုမျိုးဘာမှမပေါ်ဘူးဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်တော့သိကြတယ်အဲ့ဒါဆိုရင်တော့မှားဖို့ရာခိုင်နှုန်းများတယ်ဒါဆိုရင်တို့တိကျအောင်အတိအကျသိရအောင်တက်ဆိုင်အောင်ဆက်ပြီးတဲ့ဌာနမှာဆက်ရတော့မယ်ဒါမျိုးပြောချင်တယ်အဲ့လိုမျိုးဘာမှမပေါ်ဘူးဆိုလို့ရှိရင်တော့သိချပါတယ်အတုဖြစ်ဖို့များပါတယ်ပုံပြီးသိကြအောင်ကတော့ဌာနတစ်ခုမှာကန်းနေတာမှာပေါ့နော်လုံမျိုးဆက်လိုက်ပါကတော့ပေါ်လို့ရှိရင်တော့ဒါအမှန်ပါဟုတ်ပါပြီဒါလေးကရင်လိုက်တဲ့လေးကိုဒီလိုဓာမီလေးနဲ့ထိုးပြီးတော့ကြည့်တယ်အတုစစ်ခွဲတဲ့နည်းလေးပေါ့နော်အဲ့တော့ဆရာကြီးဒီဓာမီလေးကဘယ်မှာဝင်လို့ရမလဲဆိုတာမေးရမှာကျွန်တော်သိတယ်ဒါပေမဲ့ဆိုင်တော်တော်များများမှာရပါတယ်အဲ့ဒါဒီမှာဝယ်ပြီးတော့ပေါ့နော်ဝယ်ကြည့်ပါရှာကြည့်ပါလည်းရပါတယ်ဒါဆိုရင်တော့ကိုကဆောင်ထားမယ်ကိုနဲ့ကိုလုပ်ငန်းနဲ့ပတ်သက်လို့သိချင်တယ်ဆောင်ထားပြီးတော့ဒါလေးအကြမ်းများပြင်ထိုးကြည့်လို့ရပါတယ်ဟုတ်ပေါ့နော်ကျွန်တော်တို့နေ့ကလည်းဒီ line နဲ့အတူစစ်ခွဲတဲ့နည်းလေးကိုတင်ပြမှုပါတယ်ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေပေါ့နော်ရင်နဲ့ပတ်သက်လို့တချို့အများကြီးပဲတချို့ဆိုလုံးဝမသိသူရှိပါတယ်အဲ့လိုဥပဒေပေါ့နော်စီကံတွေပါတယ်မသိဘူးဆိုရင်ကျွန်တော်ရဲ့Facebook ထဲမှာဝင်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်နေပါတယ်ဟုတ်ကဲ့ဒီထဲမှာဝင်ကြည့်လို့ရတယ်ပြီးလို့ရှိရင်မသိတာကိုလည်း Messenger ကနေမေးလို့ရပါတယ်ကျွန်တော်တောက်လျှောက်မဖြစ်နိုင်တော့မှအားထားနဲ့အကုန်လုံးကိုတန်ပြီးတော့ဖြစ်ပါတယ်ရေစီကံလက်စီကံနားမလည်ဘူးသိချင်တယ်ဆိုရင်ဒီထဲမှာဝင်ပြီးတော့